ကျွန်တော်တို့လည်းနဲ့မှာနေတဲ့တရုတ်ကြီးဥပောက်ပေါ်ဆိုရှိတယ်တရုတ်ကြီးဥပောက်ပေါ်နေတိုင်းဆိုင်တဲ့ချင်းတွေဖွင့်ပြီးတော့နားထောင်တာ ဥပောက်ပေါ်ကဆိုင်တဲ့ချင်းကိုနားထောင်တာ ကျွန်တော်လည်းရတယ်ဟုတ်လားအဲ့တရုတ်ကြီးပုံစံအတိုင်းကိုဆိုပြ ဆိုင်တဲ့ချင်းကိုတရုတ်ကြီးဥပောက်ပေါ်ကဆိုတာ ဟုတ်တယ် ဘယ်လိုဆိုလဲ ဒီလိုဆိုတာပြောတယ်လူပမာစီလေအယောစလေဝါပမာစီလေအယောစမိပါလေပြူးလေအယောစလေအတိုင်းဝါပြူးလေအယောစဝါတို့ဤတိုင်းဝါလေးမခံလေ ဒီမခံလဲခံလို့ရတာ လက်မခံလို့ပြောတော့တင်ချင်းတော့တကွမ်းကွမ်းနဲ့ချာ ဆိုင်တဲ့ချင်းဆိုပါဆိုကောင်းကောင်းလေးမသိရပါဘူးတကယ်တမ်းကကျတော့ red အဆိုတော်တွေထဲမှာဆိုင်နဲ့မိုက်တဲ့ကောင်တော်အောင်ရှိတယ် ဘယ်သူတော့ လွမ်းပိုင် ဟာလက်မိုက်တယ်နော် လွမ်းပိုင်ဆို red တွေကိုမြန်းနေအောင်ဆိုတာ တပုတ်ပြီးတပုတ်ပေါက်တာ သူ့ red တွေကတောင်းတန်လူလိုက်ဆိုဖို့မလွယ်ဘူးသူပထမဆုံးပေါက်တဲ့ red စာသားလို့ငါရတယ်တကယ်ရအေးရအမြန်ဆိုတော့1 2 3 4ရမတူမှမလို့ကျွန်တော်ကဘုမကတော့ပြောနေဒီကနောက်ကကျွန်တော်မလို့တဲ့တုံးမဲ့ပြန်လို့တဲ့တုံးမဲ့ရှင်တော့ကနေရပြမင်းပတ်ကတော့မတော့မသိနေငါပတ်ကဒီလိုလွယ်နေကိုလုံးနေတာအတီးရောလည်းပြန်တော့တော့ငါတို့မင်းပတ်သက်ထဲမှာငါမသိလို့မေးတာမော်တာကြီးမြတ်တတ်ထားလားလား လွမ်းပိုင်ကအဲ့လိုဆိုတာပဲလေ तू ကတော့ရတာပေါ့ငါရှာကြတော့လုပ်တဲ့တာ မင်းမဆူနဲ့တော့နော်ကဲကျေးဇူးတင်ပါ မိသားစုတွေနဲ့ဆုံရပြီ ဆုံးပါပြီတကယ်ကျေးဇူးတင်နေနော်ဩပွဲရဆနေပြီမမြစိမ်းတော့တိုက်ပြောင်းလို့မပြီးသေးဘူး မထိုင်ကြပါမမြလေးတိုက်ပြောင်းတာမဟုတ်ဘူးကမှလဲကောင်မငိုးဦးတွေလိုက်ရောက်နေတာ ငုံကြောင်းတယ်ဟဲ့ဟလာစတိကက အခုအဲ့ဒါငိုးဦးစစ်အစစ်တာဗောငုံစစ်တာဗော ဟုတ်လားအောက်တော့ထိုင်တော့သူ ငုံဘယ်လိုစစ်လဲမစစ်လဲဆိုငုံမဖိနေသွားနိုင်တာ မလေးငိုးမလည်းပြဲတော့ပါဦးပဲကျေးဇူးတင်မိသားစုတွေဆုံရပြီဗျာ ဆုံးပါပြီတကယ်ဝမ်းသာတယ်တကယ်နော်ပြောရမယ်ဆိုလို့ရှိရင်ဒီနေရာဒီဒေသကိုကျွန်တော်တို့ပထမဆုံးရောက်ဘူးလား မှန်တယ် ကျွန်တော်တို့ရဲ့ညီတော်နောင်တော်များဖြစ်ကြတဲ့ဒိုပေါက်တို့အောပါတို့အာလူးတို့သောက်ထိုးတို့စောက်ထိုးတို့ကျွန်တော်တို့ရဲ့အကိုဆရာကိုပန်းသီးတို့ဆိုတော့အမြဲတမ်းတောက်လျှောက်ရောက်နေတယ် 3နှစ်ရှိပြီ 3နှစ်စရိုက်ကြီးရောက်နေကျွန်တော်တို့ကအခုမှရောက်တာ မှန်တယ် ဩပွဲလေးဆက်ချင်းပဲပေါ့နော်ဟုတ်ပါကျွန်တော်တို့ခုလောက်တော့မြေတားရက်ခံပြရစီအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အစင်မပြေလို့ပါခင်ဗျာနော်အပေါ်ပန်းလေးများသွားမယ်ဆိုလို့ရှိရင်ဒီအနောက်မှာကျွန်တော်တို့အုတ်တိုင်းရှိတယ်အုတ်တိုင်းရဲ့အပြင်ဘက်ကိုသွားပြီးကြပါခုနခဝဝနဲ့အမျိုးသမီး3ယောက်လာမလို့တပြင်းပြင်းနဲ့လာချနေတယ်တပြင်းပြင်းကိုလာချတယ်မြင်လိုက်တာလားငါစိတ်ထဲမှာနေရှူးပေါက်နေတယ်မထင်ဘူးဘာလို့မွေးတိုးနေတဲ့ဒီကထွက်ကြည့်ရကြတရှိရှူးတစ်ရှဲရှဲနေပြီ ဖေးတို့လည်းဖြစ်မလား နော်ဝူဝေးလည်းတော့ပေါက်ကြပါဘာဖြစ်လို့လဲဆိုကျွန်တော်တို့နေရတာအနေပိုင်းအမားတို့ပေါက်လိုက်တာအမြင့်ပိုင်းအမားတို့ရဲ့မဟာသေးစီကြောင်းကြီးရပါတော့ ကြီးလာရဟာ ကျွန်တော်တို့ဟာသားညီတော်များဌာနစီတို့တဏ္ဍာယိုမိုင်80လုံးနဲ့စီ အိုက်စစ်တယ်ကိုနာခဲ့တယ်ကိုပြည့်တယ်မလားရဲ့ မကြခင်မှာကျွန်တော်တို့သေးမေးဒုက္ခတွေဖြစ်ပါတော့မယ်သေးမေးသေးဟင်းလေးဟုတ် အဲ့ဒါမင်းသိရင်ရှိမလား ပြီးခဲ့တဲ့ပွဲတော့လည်း အားတော့ကြိုတောင်းမှန်ပါ ကျိုးတောင်းမှမယ် ပြီးခဲ့တဲ့ပွဲဖြစ်ပြီစီတော့ ဖြစ်ပြီးကျွန်တော်တို့ခရမ်းဘက်ရန်ကုန်ခရမ်းဘက်မှာကတော့အဲ့လိုမျိုးဒါမှ3ယောက်တော်သေးတယ်ဟိုမှာတရွာလုံးကိုလာကြိုင်တာတပြန်းပြန်းနဲ့ကိုချနေတာ နဲတာဟုတ် တပြေးပြေးနဲ့ဘာဖြစ်သွားလဲ ဟာအဖွဲလည်းကြည့်လာတာ ဟေးဒီနာကချောင်းလိုမျိုးပဲ ဟာအသေးစီကြောင့် သေးစီကြောင်းကြီးအဲ့လိုချောင်းလိုမျိုးပဲလေအကုန်လုံးလေဇက်ခုံတွေရောဖွဲသူဖွဲသားတွေရောလေအဲ့သေးစီကြောင်းကြီးထဲမှာလောဘောနဲ့လေဘောလောနဲ့မျောသွားတယ်ကျွန်တော်ကိစ္စမရှိရေကူးတတ်တယ်ခက်တဲ့ကောင်သေးတာရေမကူးတတ်ဘူး ညာကကျွန်တော်ရင်ကူး ရေမကူးတတ်ဘူးဟေးအောင်လားမင်းရေနှစ်သေးသွားလိမ့်မယ်ဆိုရတဲ့တကယ်ချင်းနဲ့ဘာမှဖြစ်ဘူးသေးပဲလေသူကြည့်တော့လေချီလိုကြီးဖတ်တာ ချီတော့ကရေပေါ်လို့လား မင်းဘိုက်ဆိုင်စားလို့ရရင်စားရ လာလျှောက်မပြောပါနဲ့ကဲသက်သန်းမိသားစုတွေစုံ ဆုံးပြီအဲ့တော့စင်မော်တော့တက်လာပြီ မှန်တယ် လူရှင်တော်ကပါရမ2ယောက်တည်းဒီနေ့ည 2ယောက်တည်း အဲ့တော့ဘသူကဘသူမှလည်းမသိသေးဘူး မှန်တယ် နာမည်လေးနဲ့တွဲပြီးမြင်အောင်မိတ်ဆက်ပေးရတယ် မိတ်ဆက်ပေးဗျာ ကဲအဲ့တော့ကျွန်တော်စပြီးမိတ်ဆက်လိုက်နော် မိတ်ဆက်လိုက် ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့လူရှင်တော်ပေသီလို့ခေါ်ပါတယ် ပေသီကျွန်တော် ပေသီပါခင်ဗျာနော်ဟောဒီဘက်မှာလည်းအများကြီးပဲဟာ ညာကြီးပဲဟိုပေါ်ရော နေရောနေရလားမသိဘူးကဲအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ပေသီလို့ခေါ်ပါတယ် ပေတာကြည့်တာပါပေသီ ကျွန်တော်ပေသီပါခင်ဗျာနော်ဟောဒီဘက်မှာလည်းရှိသေးတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ပေသီလို့ခေါ်ပါတယ်ပေသီဝါဖြည်းဖြည်းအော်သိချင်းဆိုရပါဇက်တဲ့ချီးတွေထွက်ကြလာအောင် မင်းနာမည်မိတ်ဆက်တာနဲ့ကိုမိုးလင်းရတော့မှာ ပေသီလို့ပြောချင်လို့ပြောတာမဟုတ်ဘူး ဘာဖြစ်လို့လဲ အဝေးကလမ်းကြီးတဲ့လူတွေကျတော့ပိုင်တကွန်နဲ့မမဆိုးလို့ပိုင်တကွန်လို့ပြောလိုက်တယ်ပိတ်တိုင်မျိုးကကျွတ်တယ် ပိတ်တာလို့မြူးမလားတေချာကြည့်ကျွန်တော်တကယ်ချင်းပေသီးကတကယ်ရုပ်ရှင်မင်းသားနဲ့တူတာ ဘယ်နဲ့တော့ပြောလိုက် နောက်ကနေခြေလမ်းလေး3လမ်းလမ်းလိုက်စမ်းတိနိအောင်ထုံးမြင့် ရှိမင်းသားတော့အောက်ထိုးမြင်မရှိဘူး ပြတ်တက်လိုက်တာခေါင်းလေးတက်လိုက်တာတင်မောင်တန်း ပြင်မုံတန်းလည်းမရှိ ခါလေးထောက်လိုက်တာထုံးအိန္ဒရာဘူ
ထွေးတာပေါ့မင်းကလေးဟာ ငါယောက်ျားလေးနဲ့ပဲမှတ်တယ် မနောက်နဲ့နော်အဲ့တော့တချင်းလေးနဲ့မိတ်ဆက်မယ်ဒီတိုင်းမိတ်ဆက်ကကြာပြင်းတယ် ပြင်းတယ် အဲ့တချင်းလေးထဲမှာကျွန်တော်နာမည်လည်းပါသလို မင်းနာမည်ပါတယ်တချင်းလေး ဟုတ်တယ်ကျွန်တော်ဝိုင်းကြိတ်နေတဲ့နိုင်ငံကျော်အဆူတော်တွေလည်းပါတယ် ဒီမြက်ခွက်ကြီးကိုဘယ်လိုကြိုက် မျက်နှာလောက်တော့ပြောပါနင့်မိန်မြောက်ပါအဟောရဲ့နော်အဲ့တော့စမယ်ဆရာကြီး1 2 3 4နန်းစုရဲ့တီးစုဖေးပြီးလက်ကိုဆွေးတယ်ဒီသင်ကလေးကလူကြားတယ်မှာဖပန်းနဲ့မြဲနေအေးလာရှာလို့ဘုံလို့ဒီရတယ်ရှူစနာရဲ့ခဏဝေးဖေးပြီးကိုချစ်ဆုံးနေဒီနေ့ကတော့ဒီနေ့ဟာပြောစီကျုပ်ပွဲမှာတာဖပီးကိုနေတာကိုတော့ရပြန်နေဘဝီတာကလေးနဲ့ငယ်ပြောသေးဟာပြပြကိုမရတာလို့နှပန်းထားရတယ်ဘုဇက်ဝိုင်းရဲ့ဘုံကိုနေတယ်ဒီပြူကြိုးသိချမ်းနေနေပိုပိုကလေးခွေးစီပန်းဆွဲ ပေဒီ ပါနဲ့ ပိုပိုကမင်းကိုဘာဖမ်းဆွဲဟမ် ငါတချင်းစုံရင်းနဲ့ရှာခလုံးတိုက်သွားပါမေးချီတော်လား အဲ့လေမေဒီမင်းကမေဒီပြောလိုက်လို့တော်သေးတယ်ကမေဒီမထီဘူး မင်းကပါချင်းလေး ကိုကြီး သခေါ်ဒါကြတော့ပြီးရဟလားခုနကတချင်းလူလုံး ဒီစားမမဆိုပဲနဲ့ လုံးပြီ လာခေါင်းနဲ့ဝေးကြလိုက် ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ပီတီလို့ခေါ်ပါတယ် ပေဒီဆက်ဆန်းမိသားစုတွေတည်သွားပြီ အရန်ချိုးတဲ့လူဆိုလို့ရှိရင်ပီတီလို့သာမှတ်ထားလိုက်တော့နော် အရန်မဲတဲ့လူပေါ့ နော် နော် ပေရမ်းမဲတယ်လူပါ အဲ့တော့မင်းနာမည်တည်သွားပြီ ကျွန်တော်နာမည်ပီတီပါ အဲ့ဒါလည်းမိတ်ဆက်မယ် ကဲပိတ်ဆက်လိုက် ဟစ်ပေါ်တဲ့ချင်းလေးနဲ့မိတ်ဆက်လိုက် ဟောဟစ်ပေါ်လာခဲ့ပြီလား လို့လည်း1 2 3 4ကျွန်တော်နာမည်တင်စားသဘောလေးနဲ့ပါရှော့ကျွန်တော်နာမည်တင်စားသဘောလေးနဲ့ပါရှော့လွှမ်းပိုင်လေးနဲ့တူလို့မိုက်ကောင်ပါလေးတွေချဟာလွှမ်းပိုင်လေးနဲ့တူလို့မိုက်ကောင်ပါလေးတွေချရှော့ဝိုင်းပြကြလို့နေရခဲ့အာယုံကလည်းတဲ့ ပါလေအာယုံကလကလကပါလေအာယုံကလတဲ့ ဟောအာယုံတော့စောက်လား အစောတာပေါ့ ကလည်းတက်ကမခောက်ဘူးလား ဟုတ်တယ် စောက်ခောက်တော့ ဆောက်ခေါ်မင်းနာမည်ဆောက်ခေါ်လားမင်းနာမည်ဆောက်ခေါ်လား အဲ့ဒီစောက်ခေါ်ကဖြစ်ရှင်လို့ဖြစ်တာမဟုတ်ဘူး ဘာဖြစ်လို့လဲ စောက်ခေါ်မှာ history ရှိတယ် အော်ဆောက်ခေါ်မှာ history history အရေးတယ်မှာတဲ့ပေါ်မှာလာထွေးနေတာလေစောက်ခေါ်ရဲ့ biography ကိုဆက်ဆန်းမိသားစုတွေကိုရှင်းပြလိုက် လူလိုပြောပါလူ စောက်ခေါ်ရဲ့အထုပ်ပတ်တီအေးအထုပ်ပတ်တီချင်းစောက်ခေါ်ရဲ့အထုပ်ပတ်တီအေးဒါမိသားစုတွေစုံလို့ပြောပြတာကျွန်တော်တောင်းတလူပြတ်မပြောအေးလို့လွန်ခဲ့တဲ့9ရက်ကရေချိုးကန်းထဲမှာတယောက်တည်းရေချိုးတာရေချိုးရင်းနဲ့လေကိုယ်စိတ်ကလည်းသိတယ်မို့လားရေချိုးရင်းနဲ့ထရွာရောတော့ရေချိုးရင်းနဲ့ထကလည်းကရောရေချိုးကန်းထဲကရေကြီးတွေနဲ့ပေါ့ဝင်တို့ဘိုင်းကိုချုံနေ လေးတော့ ရှေ့သွားနှစ်ချောင်းကိုကျိုးသွားရော အော်တနာပါလေ သွားနှစ်ချောင်းကျိုးလို့ဆိုပြီးတော့လမ်းထိပ်ကသွားသေးကမှာသွားအတူသွားဆိုင်တာဖြစ်ရှင်တော့အဲ့ဒီသွားသေးကသွားဒေါက်တာကြီးမှာကျွန်တော်သွားနေစိုက်တော်ရဲ့သွားမရှိ အော် မရှိတာနဲ့ဆရာဝန်ညံကောင်းပြီးစေးကမ်းမင်းအိတ်နေတဲ့ခွေးသွားနှစ်ချောင်းချိုးဆိုင်ပြီးဟာတော့ခွေးသွားတယ်ပေါ့အဲညနေဆက်ဆန်းရောက်တော့စင်ပြေတယ်ဗျ ဟဲ့ဘယ်လိုပြေတော့ အစွန်တုတ်တွေအားကြီးကြိုက်လို့ကောင်းမောင်ကြီးရက်ကွက်တယ်အခုပွဲထွက်တော့စင်မပြေ ဘယ်လိုမပြေလဲ ချီးစားနေတယ် သခေါ်ငါမင်းကိုပြောပြီးသားနော် ဘာဖြစ်လို့လဲ လာကရတဲ့ပွဲကဗုဒ္ဓပူဇနီးရဖရာပွဲ ဖះပွဲဘာဖြစ်လို့လဲ စေပေါ်မှာချီးတုံးသေးတုံးနေမပြောနဲ့လို့ငါပြောပြီးသား မင်းကယုံနဲ့လို့လား ငါဘိုက်စာလာလို့ ဒါတော့ကျွေးထားတာကိုဘိုက်စာနေတယ်လက်ကားလျှောက်မပြောနဲ့ကျွန်တော်တကယ်ချင်းပေသီး အဲ ပေသီးကိုမြင်မှုတဲ့လူတွေလည်းမြင်မှုလိမ့်မယ် အမြင်မှုမှာပေါ့ လွန်ခဲ့တဲ့3နှစ်လောက်ကမဟာရုပ်တန်လိုင်းမှာလွှင့်သွားတယ်အသေးကွဲပီယာသေးဆိုတဲ့ဇလန်းတွဲမှာ ကျွန်တော်ပါတာလေ အဲဒီကောင်ပါတယ် ဟုတ်တယ် မင်းသားအောင်မင်းခန့်ရဲ့တငယ်ချင်း ကျွန် တွေ တော်တကယ်ချင်းပါ အဲ့ဒီဇက်ကားမှာပေသီးက3ကိုဝဲ ပြောပြလိုက် လူသေးအလောင်းကြီးနေရနေပြီဘာလူသေးလောင်းကြီးကတော့မှာဟုတ်ရမင်းလူသေးလောင်းကြီးမင်းမှန်နေတာမဲနေတော့လေ နေမိန်လူသေးတော့ အလကားစားတာမင်းသားအောင်မင်းခန့်နဲ့ပေသီးတွေကကြောကတ် ကြောကတ် စိုက်ကားစီးတာ သူကရှိရကျွန်တော်မနောက်နေလို့တော့ခေါ်ငါမင်းကိုမနောက်ဘူးနော် မပြောလိုက်ကြအဲ့တော့ဒီမှာမြစ်တိတယ်လို့ရှိလို့ ဟာရှိတာဗောဟေ့အောင်ပေသေးက TikTok ပေါ်မှာပေါက်နေတာနော် ဩတက်တော့ပေါ်တက်ပြီးတော့အီးပေါက် ဆယ်လီ ဩတက်တော့မှာဆယ်လီဩဟုတ်လား TikTok ဆယ်လီကွာ ဟုတ် နော်ဖုံးပွဲကင်တာငါပဲ အဲ့တော့ဒီမှာကဆက်ဆန်းမှာငါညက်နေရောက်တယ်ငါတဲ့မေးပြီးပြီဆက်ဆန်းကမိသားစုတွေထဲမှာမောင်ဒေတာရဲ့ဖန်နေရှိတယ် ဟောမြက်ဖန်ခင်တယ်ဗော ဖန်ဆိုတာပြိတ်တဲ့မိသားစုတွေ ဖန်တွေကိုချစ်တယ်ခင်တယ်မြင်လို့တယ်တွေ့တာတယ်ယူရတယ်သနာတယ်ဟုတ်တယ်အဲ့ဒါကိုပြောတာ ဖန်နေရှိတယ် ဖန်နေရှိတယ် ဟုတ်တယ် မင်းဖန်နေရှိလို့ပေသေးကိုအားပေးတယ်ပြိတ္တတွေလို့ရှိတယ် အဲ့ဒါမေးကြည့်မယ် အာမင်းကြည့်လိုက်ပြီ ဆက်ဆန်းကမိသားစုထဲမှာလေမောင်ဒေတာကိုအားပေးတဲ့လူကြီးလက်ကောက်တန်ကြေးကြပြစီဗျာ ဒီညာယူသာသေးလားမင်းကြည့်လိုက်ပေါ့မင်းပြိတ္တတွေလက်ခုပ်တီးတာကြွေးချိပါနေရလား ဘလို့တီးတီးတီးပြီးတာပဲ မေးတနာလို့တနာပေသေးကိုအားပေးတဲ့လူတွေလက်ခုပ်တင်ချစ်တယ် ဒီလူတွေပဲအတူတူပဲ ဟာလား အတူတူပဲ ဒီလူတွေပဲလား ရှောက်ပြောနေ ဟိုဘက်ဒီဘက်မခွာကြနဲ့လေယူပါလေ အဲ့တော့
အကုန်လုံးကအားပေးကြတယ်အဲ့တော့မင်းကလည်းပြည့်တဲ့ခွဲမယ် ခွဲလိုက်ခွဲမယ်ခဏနေအောင်တခုချူပြောမယ်နော်ခမရအသက်ကြီးတယ် ကြည့်ရလေ ပြက်ပြက်တတ်ခွဲပရိသတ်တရားအများကြီးပဲ ညညတတာခွဲမယ် ပြက်ပြက်တတ် အဲ့တော့ငါပြည့်တဲ့ကဘယ်ရစမလဲဟဲ့အလဲစင်တာတဲ့ရစမယ် ဩဇက်ကုံကအလဲစန္ဒာ လဲ ပဲ စင်တာတဲ့ ဟုတ်ပြီ လဲစင်တာဟိုးဇောင်းတန်းဒီကဒီလိုခွဲလိုက်မယ်ခွဲပြီးလက်သွားမယ်ဟိုးဘုရားဝါဟာဒီပါတယ်ဒီဘက်ကပါတယ်ဒီနောက်ကပါတယ်ဒီဘက်တွေပါတယ်ဒီဘက်နောက်ကပါတယ်ဒီဘက်ကပါတယ်ဒီကာလျောင်းပေါ်ပါတယ်ဒီနေ့လျောင်းဦးစင်းတွေပါတယ်ဒီမှာပါတယ်ဒီမှာဆုံးနေအဲ့ဒါငါပြည့်တဲ့ ဟာပရိသတ်ကကြတော့ ဖုန်းတန်းလေးကရေမြောင်းလေးကခွေးကြီးလုံးသုံးလုံး အပင်းတော့ငင်းဝေးခွေးကြီးတော့ငါပရိသတ်ဖြစ်เสียလား တော့ခွေးကြီးလုံးသုံးလုံးရ နောက်နဲ့လင်းမဲနဲ့ခွဲမယ်ခွဲအခေါ်လာပြီးတော့လူလေလာကြာလူလာပြီးဟာပြည့်တယ်လာခွဲပေါ်မျက်မှန်နဲ့တဲလေးကိုပြောနေတာတဲလေးရဲ့ခလေးကငငယ်လေးပဲရှိသေးသေးလား အေးတခြားကြီးသွားတော့မဆုံးသေးဘူး ဟောသွားမစုံနဲ့ငါတဲလေးကိုမပြောနဲ့တဲလေဘာလို့လိုက်တော့လဲမောင်လုံးလို့ကတော့စိတ်မချောင်ဘူးလေတဲကိုမောင်ရတဲ့ညာကြီးတွေအကုန်အပ်တယ်လေကွာဟောဘာလဲစိတ်မချပြင်းကြတာတော့အင်းကြတော့ကွာတော့ပြန်တော့အိမ်ရှိရဆက်ပြကွာတဲ့မှာမောင်တော့ထားခဲ့တယ်ကွာနော်ကြောင်ရဲမှာငါကြောင်တစ်ကောင်ရှိတယ်တစ်ကောင်စားလိုက်တစ်ကောင်မောင်းတွက်ထားလိုက်ကွာနော် ဟာပေသေးတော့အကုန်မေဆိုသိတတ်တာ တဲလေးလို့ပြောနေတာ အသေးလေးကမင်းစိတ်မချတာမဟုတ်ဘူးပွဲကြည့်ရင်သူ့ဒုကောင်းပြောက်မှကြောက်လို့စိတ်မချ ဒီလားတဲကြောင်နဲ့ကိုပြောခံနေရတယ် ခွဲနေကောင်ခွဲ နော်ဘယ်မဲတဲလေးညာဘက်ကင်ကလိုက်ဘယ်ဘက်ကင်ကလိုက်နော်ဒါကြရှူရှူပေါလို့ရှိရင်နှခွရပြစ် ဘယ်ဆူးချူပေါ့နော် ငါစကားအားသိမင်းရှာမချင်းနဲ့နောက်တော့တာလီလည်းဘေးကင်ကဲဩဘက်ကင်ကဒီဘက်ကင်ကဒါကြလင်မိတ်ကဆွတ်ဆွထွက်သွားရင်တစ်ဖက်တစ်လုံးတွေဖြစ်သွား အားတမလို့ ဒူပါလို့ငါစကားငါသိတယ်မင်းထပ်တာမអော်ပါနဲ့ တေချာပြောလင်မန်းနဲ့ပြည့်လိုက်လို့ရှိရင်လေရှောင်းတာမတက်ကလင်မန်းပြန်စိုက်နေလေဆက်ဆန်းကတစ်ဆက်ကတင်းသေးလေးခွဲ ခွဲမယ်စမယ် ready 1 2 3 ဘိုးထိတ်ကကိုရှောင်းနေတာ တလေးရင်ခုံရမလားကိုပြစ်ပါဦးကိုပြစ်ပါဦးအဲ့တော့ညာဘက်ကပရိသတ်ကပေသီးပရိသတ် ဘယ်ဘက်ကဝင်းမုံရွှေကြီးတို့နော်ဖောတေဟာတို့ကတေသပြည့်တဲ့ ခဏနေဦးအလေးဆန္ဒပွဲလိုက်တာ ဟုတ်တယ် ဒီဘက်ကလူတွေအဲ့ကောင်ဘက်ကိုလုံးဝမတီးပေးနဲ့အော်လဲမအော်ပေးနဲ့သူ့ဘာပြုတ်ပြုတ်နော်တို့မင်းပရိသတ်ဆန်းလိုက် ဘဲတို့ကြောက်ကက်တို့နှလုံးသားတို့ကူတို့ကတိသားတို့တူလေးတို့ရေ လာပြီးတော့အခေါ်လာပုံးနေတယ် သားငယ်တို့ပြစ်မထားကြနဲ့တို့ဒီဘက်ကသားငယ်လေးကမိသားစုတွေဖြစ်သွားပြီသိလားတေချာကြီးငါဘက်ကတေချာကြီးမင်းဝင်းမုံရွှေကြီးနော်ဖောတေထားရွှေမုံရည်ကြောက်လို့လာပြောတာသခေါ်သုံးအောင်တွေ့ ကိုပရိသတ်ကိုပြောစရာ ဒီဘက်ကငါပြိတ်သက်မှန်ရင်ငါတချင်းရ အေးလို့ဆိုပြပါဦးဆိုပြပါဦး ရှင်းလို့ဆိုမယ်နော်ဆိုပြပါပြောတာဒီဘက်ကလေဘူးကွာတွေလည်းအကုန်ဆိုပေးတာတန်ဃာတော်တွေရောဘူးကြီးရောဟာတန်ဃာတော်တွေတော့မဆိုခိုင်းနဲ့အဘတ်တင်ပါပေါ့အဲ့တူတူလေးဆိုရတယ်ဘုံဘုံကခွဲလို့တယ်ဘာမှဖြစ်ဘူးနော်တူဆိုမယ်နော်တူဆိုမယ်ဒီရှေ့တာတာလေးကိုအားကိုးမယ်နော်အိုးပြတ်ထားနေတော့ဦးကပြောပဲကိုအားနေတယ်နော် ဘုရားဝေးပြီးတယ်တော့မင်းဆိုပြအောင်ပါလား အာကျိုးတီးယုံထားမှရ လို့မြဲမြဲလို့ ကဲတူဆိုရင်ချက်ဖတ်တိန်ကြီးတော့ကိုဝင်းအော်ပြောရွေး ဘာမှဖြစ်တာမဟုတ်ပါဘူးသူကိုစောင်းကဖိနေနိုင်လိုက်လို့ ဘောတော့ကဖယ်လိုက်မလားမသား ဒါပဲလား ဒါပဲ တိုးလိုက်တာကြားတော့မစား မင်းပဲလက်ဆိုခိုင်းကြည့် မင်းအပိုက်ပင်ကဆိုပြ ရောချက်ဖတ်တိန်ကြီးတော့ကိုဝင်း အပြောရည်ပဲပြောရည်ပဲခဏလေးစီးရောက်တဲ့နေရာဒီမှာဒီ၃ယောက်ကလိုက်မစိုးနဲ့လေအစိုးတဲ့အဲ့ကောင်ပြစ်ထားအတမဲကိုပြစ်ထားနေတော့ငါဘက်ကမလီကိုမသိဘူးမလီတော့လေရတယ်သူတို့ထက်အောင်မယ်နော်ဘယ်ဘက်ကသူစုဟိုအချင်းပဲဒါပဲနော်ပြီးပြီလားစမယ်နော်ရှိတယ်များអော်ပလိုက်သိမကြားကြဘူးဒီကអော်တယ်ရန်ကုန်တော့ကြာရင်တော့ပြီ ဟာဖိနေတော့ပွဲကုန် ခွန်လိုက်ကြတော့အနေချင်းအေးအောင်ကြားလားအကုန်ကြက်တွေဖြစ်ကုန်တွေ့လား မှတ်ပါသူ့ဘက်ကလိုက်လို့ဝထကလာတာအသုံးလုံးကဒီကသာဝထကလာတာအသုံးလုံးကဒီကသာကလေးရဲ့ချစ်စပွဲမောင်တီသာတို့ရွယ်ကာကြီးကလေးရဲ့ချစ်စပွဲအဲ့ဒီတီလေးတို့ရွယ်ကာကြီးကလေးရဲ့ချစ်စပွဲပီပီလေးတို့ခန့်ကာကြီးကလေးရဲ့ချစ်စပွဲဟုတ်လားဘာလို့တာ
ဘာလို့နေမနဲ့တက်ခွန်ခွန်ချနေတာလဲမင်းအမေလေးမွေးထားတဲ့ခေါင်းပြန်မှတ်နေလား ပွဲပြင်းတော့ခေါင်းနေရတန်းနေတော့တေးကုန်တော့ဘာလို့တာလို့မင်းကဘာလို့တာလဲကောင်ငါတကလေးနဲ့ဆိုတာလေငါလည်းဆိုနေရမယ်လေ ဟာငါကာကြီးကိုမင်းလိုက်မကကြီးနဲ့လေ အော်ဒီလိုလား ဟာပညာတတ်တယ်လားကာကြီးနဲ့လေ မင်းကိုပြိဿအရှိမအဆက်ခွဲလို့မင်းကငါ့ကိုပြန်ပြီးဂလီစားချီတာပေါ့ ဘာကလေးသားချင်မကလေးသားချေတာနင့်လင်ကလေးသားချင်မလားငါကကြီးလို့လိုက်မကကြီးနဲ့ဗျာ အော်အေး မင်းပညာတက် အော်ရတယ် ပညာတတ်တခြားဆို ရတယ်တခေါ်ရတယ် ပညာစခန်းမှာမင်းထင်ရမစမ်းနဲ့ပေးသည်ဖင်မှာရမ်းသွားမယ် ပညာစကမ်းမှာမင်းထင်တာမလို့နဲ့မင်းဖေးမှာစုပ်သွားမယ် မလီ ဒါမလို့နေရတယ် ငါကကြီးလို့လိုက်မကကြီးနဲ့ မင်းကကာကြီးဆိုလို့ရင်ခါခွေးဆိုပြမယ် ပြီးရော မြန်မာဘီအခရာ33လုံးရှိတယ်ကြိုက်တာဆိုလို့ရ ပြီးရောဆိုမင်းလာရအောင်ဆို1 2 3 ကလေးငယ်ချစ်စပွဲမောင်တေသာတို့ရွယ်ဟာဟာကြီးကလေးငယ်ချစ်စပွဲဟာဒီတီလေးတို့ရွယ်ဟာခရီးကိုမလီပြုံးပိပိအလားဆုံးဟာခရီးကိုမလီပြုံးပိပိအလားဆုံး ဟာကနန်းတင်ပြုံးရွှေရွှေမင်းဖင်ကြွက်ကြီးဝင်ဟာကနန်းတင်ပြုံးရွှေရွှေမင်းဖင်ကြွက်ကြီးဝင် ဟာအချိန်ပေါင်းစားလို့ကောင်းမင်းကြီးတော့ဖေးအောင်လားဟာအချိန်ပေါင်းစားလို့ကောင်းမင်းကြီးတော့ဖေးအောင်လား စလုံးစကန်းသာတောင်းတန်းဗျာနင့်နမငါနန်းမှာဟာစလုံးစကန်းသာတောင်းတန်းဗျာနင့်နမငါနန်းမှာ စလင်ဆီယာမယူသေးရမင်းကြီးတော်ကြီးငါနဲ့ရစလင်ဆီယာမယူသေးရမင်းကြီးတော်ကြီးငါနဲ့ရ သာဝဲသလက်ဖြူသင်းကျူကျူမင်းတစ်မျိုးလုံးလာယူ ယူကွာမအောင်နဲ့ သာဝဲသလက်ဖြူသင်းကျူကျူမင်းတစ်မျိုးလုံးလာယူ ညညနေခင်းရေကစင်းညညနေခင်းရေကစင်းမင်းကြီးတော်ကြီးနဲ့ကကြီးညညနေခင်းရေကစင်းမင်းကြီးတော်ကြီးနဲ့ကကြီး ဟောမင်းဒီလိုလားဟုတ်တယ်အေးပြောတာတလင်းလေးဒါရင်ကောဒါရင်မို့သခေါ်နာကြီး မင်းပတ်နဲ့တာဝဲမှုတယောက်ကလောက်သွားရဟာ ဒါရွေးတောက်ချိုက်အနာငယ်ပါတော့ဖောက်တော့အတွေ့ချောင်းလားဝါပြုံးလာကြီးမင်းတစ်မျိုးလုံးငါမရဟုတ်ရောအတမဲဘာကြံသေးတော့ဘာကြံတော့ တဲ့မောင်းပြောနေတဲ့မောင်းပြောနေ တဲ့တူတူကောင်းသူပြောင်းမှတူတူကောင်းသူပြောင်းမှကြောက်တော့ဘာလို့ဘာကြံသေးမရဘူးလို့ ဘာကျန်သေးလဲလို့ ဘာလို့ပြီးရော အားရပါရဘာရှိလို့ဘယ်နဲ့မှဝိုင်းလို့စဉ်းစားပြီးကြီးမနေနဲ့မင်းလည်းပြောဘာကျန်သေးတော့ဟမ်အေးဟုတ်ပြီ ပြီးရောရှုံးပြီအဲ့ကောင်ရှုံးပြီစစ်စစ်စစ်ရတော့ အခရာအေး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 မင်းတို့လည်းပြောလို့ပါတယ်လေဟုတ် မတော့ပါရဲ့အဲ့ဟာအေးရမတော့ပါရဲ့မတာဒါအောင်ကမိတ် ဒီကျတော့နေသွားမယ်စတိတ်ရှိုးမလာခင်မှာကျွန်တော်နှစ်ယောက်ရှေ့ရနေရ အဲ့တချင်းတွေမကောင်းဘူး အေး တကယ်တမ်းက တစ်တော့ပတ်နေနေ တစ်တော့မှာပေါက်နေတဲ့တချင်းတွေမှာပို့ရ အေးအဲ့လို ရှေ့ကကလေးတွေပါရတယ်ဟိုတချင်းတွေမိုက်တယ်ရှင်းတယ်1 2 3 4 ဘေးလေးကိုကတ်မိကိုကြီးတွေလာပြီဘေးလေးကိုကတ်ဟဲ့မိကိုကြီးတွေလာပြီဘေးလေးကိုကတ်အမိကိုကြီးတွေလာပြီဘေးလေးကိုကတ်ဘေးကနေမှာဖေးစောင်းနေသိချင်းစပင်ကလာလေနမကြီးအချင်းမကြလို့ဒီလိုပြ အဲ့တချင်းကမကောင်းဘူး ညီမိတို့လည်းဆိုပြပါ ဟိုတချင်းကပုံမိုက်တယ် အေး အာပတ်ချစ်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 ဝင်းတိခဲဝင်းတိခဲဝင်းတိခဲလားထိုင်တော့မယ်ကြောက်ပြစ်မိတ်တယ်လကားတာဟိုတချင်းလေးမိုက်တယ် အေး ကလေးတွေပါရတဲ့အချင်းဟာဟိုမိုက်တယ်ဟိုတချင်းလေး1 2 3 4 rap party ကနေပြီ rap party ကနေပြီ rap party ကနေပြီ show ဟာ show ဟာ rap party ကနေပြီ rap party ကနေပြီဒီ rap party ကိုဝဲကိုဒီလို rap party လည်းမမြင်ဘူးလားမသိပါဘူး rap party ကလို့ရှိရင်အဲ့လိုဘောင်းမီယူဆွဲမှနေတာဘောင်းမီယူမှရင်လည်းကြွကြတော့ဟိုတချင်းလေးပဲဟိုတချင်းလေးကြိုက်တယ်ဟိုတချင်းလေးချင်းမင်းကဘေးကနေပါဖောင်းမှန်လေးလုပ်ပြီအေးအောက်ကကလေးတွေပါရအဲ့ချင်းလေး1 2 3 4မွေတီမွေမမွေနှကောင်အာမွေတီမွေမမွေနှကောင်အာမွေတီမွေမမွေနှကောင်အာခွေးဒီခွေးမခွေးဒီခွေးမခွေးဒီခွေးမခွေးနှကောင်ဝုခွေးဒီခွေးမခွေးနှကောင်ဝုကြောင်ဒီကြောင်မကြောင်ဒီကြောင်မကြောင်ဒီကြောင်မကြောင်နှကောင်ညောင်းညောင်း
နှကောင်ညောင်းညောင်းကျွဲရီကျွဲမှာကျွဲရီကျွဲမှာကျွဲရီကျွဲမှာကျွဲနှကောင်ညွတ်ညွတ်ကျွဲရီကျွဲမှာကျွဲနှကောင်ညွတ်ညွတ်နွားရီ ကိုတေးစာကြီးကအရှိမအင်ထူလေးရှိတယ်ဟိုပါလေအဲ့တခြင်းကြီးကအိုး ဟုတ်ကဲ့အဲ့ဟိုနေအောင်ငါဆို အကိုကအိုလေးဆိုပြီးမင်းတော့အနောက်ကနေပြီးတော့စာသားလေးပုံမှန်ပတ်တူ chorus ဆိုပါလေ ညီကိုတယောက်လူဆွဲတော့မင်းဆွဲတယ်ဖက်မယ်နော် အဲ့ဒါဆိုလို့ရှိရင်ပြသွားတယ် โอเคโอเคနော်ဖက်မယ်1 2 မနိဆန်ကအိုကြီးတည်လို့ရဲ့ အဲ့မှာလေအိုပါတာပဲလေ ဟောတော့အိုတွေရောနေတယ် အိုချင်းချင်းတူပဲတော့အိုဒါလည်းအိုပဲ မတွေ့ဘူးပြောပါမီလေးတွေတော့မပြောပါနဲ့ ဟောပါတဲလေးတွေတိုင်မြန်ရသေးတယ်ဟုတ် မှားနေတယ် ဘလို့တော့ကွာဟိုက မင်းပြောလို့ရှိရင်မမကူပြီးတော့ကောက်ရရလို့တော့မယ်အိုး โอเคဒါစေမမတီးလုံးတိုက်နေတယ်ပေါ့နော် ဒီခင်ရတယ်နော် ကြရ မနောက်နဲ့ ဒါလုံးဝသွားတယ်ပါ1 2 3 4 အိစံကီတော့ပြီးတော့ရှုအမေကတော့မာနေတယ်အဲ့ဒါမတော်ကြီးကွာဟိုပဲလေအော်ဒုက္ခပါပဲကွာဒီချောင်းတော့မတော်ဘူးတော့ ဟုတ်ပြီလေပြပြပြတို့ ဒီတိုင်းမှာကွာဒေါသထွက်လာပြီကွာ ဒါတို့ โอ้ โอเคစေမမတီးလုံးတိုက်မကောင်းဘူးနော် မမနဲ့တော့နော်ဆိုငါမျိုးရှုံးမယ်နော်အခုမယ်နော်အခုမယ်နော်အေးလို့ 1 2 3 4 ကျေသည်များဒီမိုးသာအောက်ကိုချွေလာဝါအဲ့ဒါရောအသက်ချင်းအိုးရရောနေတယ်လို့ပြောလို့ရှိရင်လက်မခံဘူးလက်မခံဘူးကိုလေပြည့်တဲ့ပြင်းနေတော့အိုးနည်းနည်းမြူးလာတယ်ကိုမကောင်းဘူးလားသိချလိုက်ပါလို့စိတ်ကတိုးလာပြီ မျက်နှာကြီးလည်းစိတ်တွေမဲမဲလာ ဟုတ်လားအိုး မမရနော် စိတ်ကတိုးလိုက်ဘိုးစိတ်ပေါက်ပေါက်လာတယ် မမရလို့စေမမတီးလုံးတိုက်မကောင်းနော် မင်းပဲမ ဆက်မယ်နော်1 2 3 4 အိုးရပါလိမ့်အိုးရကချောင်းပြီးချွတ်တော့ခိုင်အောင်ပါလိမ့်မိခလာပဲရောက်သွားပြန်ပြီကွာမိခလာကြီးရတာမှားနေတယ်ဒီခါနည်းနည်းအိုးလေးနားထဲမှာရိုက်ထည့်လိုက်ပါဒီတစ်ခေါက်မကြားတဲ့ကောင်နှမပေးကြားကြားမရနှမပြရမှာတော့ရမ်းကြောက် ငါနှမအခုမှအချောလေးရှိသေးတယ် လို့တယ်ရပြီနော်အိုး ကောင်းရဲ့ရိုက်ခွဲပြီး ဟ
တိုင်းပဲသဘုံစံနဲ့တော့ပေးပြီးဟောထင်းအောင်ဗျမျက်နှာလေးနဲ့မပေးနေဘူး တေးကြီးဆိုငါမဟောင်းလိုက်အောင် သူဆိုလိုက်အောင်လား ဟောင်းလိုက်အောင်ဖင်းကြီးဆိုပါ ဟောကျွန်တော်သူ့တယ်ကောလို့လက်မတီးရထင်းနေရ